လောက်ရက်လိုက်ကြတာလို့လောက်တင်ရက်လိုက်ကြတာဒီလောက်တန်တန်မှားထားရဲ့သားနဲ့ရုံမတင်ခင်တည်းကဘသူဖန်နေမှာအဲ့လောက်မပြောရဘူးအောင်စဘူးဖန်နေရုပ်စင်ုံနဲ့ဝင်သွားရဲ့ဇလန်းတွေကိုရိုက်မလာပါနဲ့ပြောရတဲ့နေရိုက်လာကြတယ်အမေအရင်ခံစားရတဲ့ဇောင်းဝင်ကန်းလေးပေါ်တော့ကိုရွှေမိုးရဲ့10သိန်းတန်အခန်းလေးကိုရှင်တို့ဘသူကအဲ့လိုတင်ခိုင်းလို့တယောက်ကလာမှန်သေးတယ်အဲ့လိုပဲတဲ့ဘဲကယုံစင်နေပေါ့နော်ဒီလိုပဲတဲ့ TikTok ပေါ်တင်ကြတာပဲတဲ့မတင်ပါနဲ့လို့စရဲပြောထားတာလေသူများကပတ်စံနဲ့ငွေကြီးတွေတိုင်းတာတွေအကုန်ခံပြီးတော့ရိုက်ထားတဲ့ဗီဒီယိုတစ်ခုကိုဇလိုင်းတစ်ခုကိုရှင်တို့ရဲ့အသေးတွေ like တွေ view တွေနော်အဆောင်တိပြီးတော့ပဲကြီးလော်မာတွေရွာထားပြီးတော့ရှောက်တင်တော့နာမည်ပြတ်တော့ဘယ်သူနာမည်ပြတ်မှာအောင်စဘူးဖန်နေဆိုနာမည်ပြတ်မှာအခုတင်ဆက်ပေးမှာကတော့လိုင်းပေါ်မှာလူပြောများနေရဲ့အောင်စံဘူးအကြောင်းလေးပါဗျာညတင်တဲ့လူတွေလိုက်ကြည့်လိုက်တယ်အောင်စဘူးဖန်က3-4ယောက်တခြားလူတွေလည်းတင်ကြတယ်ဟုတ်လားရှင်တို့အဲ့လောက်ချစ်လားဟုတ်လားအဲ့လောက်ပြန်ပြီးတော့ share ရင်းနဲ့လှုပ်ချင်တယ်တော်တော်မျှဝေခြင်းတယ်ဟုတ်လားရှင်တို့လှုပ်လိုက်တဲ့လှုပ်တစ်ခုကလေဘာမှတော့မထိခိုက်ဘူးဆိုပေမဲ့ကွာမလှုပ်ပါနဲ့လို့အတန်တန်တားထားရတာနဲ့လှုပ်တာကိုတက်သိလားဘာလို့မလဲနင်ကမတင်နဲ့ဆိုမတင်နဲ့ပေါ့ကိုယ့်ကိုကြည့်လာတော်ပြီပေါ့တော်အဆောင်လေးတိကြရနော်ဘယ်လိုလဲကွာပြောရင်ဒေါသထွက်တယ်ဒီကညတော့ငါမှလည်းလေကျမလည်းနှုံတဲ့ဘဝမှာလည်းဘာလဲအကောင့်ကို report ထူတယ်ငါလည်းထူမတက်နော် report လည်းထူမတက်အဲ့လိုလူတွေကဒေါသတက်ဖုံးကလည်းအားမရှိညငါတော်အညတာခန့်တော့ရင်လေအိတ်ကြတယ်ဒီကြီးအောင်မှာဒေါသရည်နဲ့အိတ်ကြတာလေသိလားနော်မလောက်ကြပါနဲ့မတင်လဲဆိုရင်မတင်နဲ့လေကိုကြည့်ပြီးသားကိုသဘောကျတော်ပြီပေါ့သူနဲ့နောက်ကြရင်သူကဒီဇလန်းနေပြီးရင်သူပေါ်လာလိမ့်မယ်ပြပြီးမှမယ်သူကရုပ်ရှင်မှာဆိုမှလူနားမလဲအညိုတိစကားကိုယုံကုန်တာသွားမကြည့်တဲ့အပိုင်းစားတွေကိုကြည့်ပြီးတော့ကိုတော်မတော်တော်စိတ်ရည်လဲနေဇလန်းကြောင်းတော်တော်သိအဲ့တော့ပြောချင်တာကလိုက်ပြီးတော့ပြန်တင်တဲ့လူတွေရှင်တို့ကြောင့်အောင်စဘူးပြောခံမှာသိကြတယ်နော်တခြားမင်းသားမင်းသမီးတွေတုန်းကဒီလိုမျိုးအဖြစ်မဖြစ်ခဲ့ပဲနဲ့အောင်စဘူးရဲ့ fan တွေကြောင့်ရုပ်ရှင်စကားကြီးအခုလိုပြန်ပြီးတင်နေတဲ့အပေါ်မှာပြောခံရမှာအောင်စဘူးပဲသိလားအားကြောင့်မလို့ရှင်တို့ရဲ့မစင်ကျင်တဲ့လောက်ရတဲ့ကြောင့်မင်းသားလေးတာတခုခုimage ထိလိုက်ပြီးတော့အပြောခံရလို့ရှိရင်လေရှင်တို့လည်းမကောင်းဘူးမင်းသားလေးလည်းမကောင်းဘူးအဲ့လို like တွေ view တွေ follower တွေလိုချင်ပြီးတော့ကြောင့်တင်တာပဲဖြစ်ဖြစ်စပူလေးကိုချစ်လို့တင်တာပဲဖြစ်ဖြစ်တမင်ရွယ်ချက်ရှိတိုက်ခိုက်ရှင်လို့တင်တာပဲဖြစ်ဖြစ်အဲ့ဒီလူတွေနော်ကျမကတကယ်စိတ်ဆိုးပါတယ်ရှင်တို့တွေဘာလို့အဲ့လိုနှောက်ရှက်မဲ့သူပေါ်ပါသေးလို့ဆူတောင်းတယ်အမတယောက်ကစိတ်ဆိုးညီမလေးအဲ့လိုမပြောနဲ့သူတို့လုပ်တဲ့ပြန်သူတို့ခရရလိမ့်မယ်လို့ဆိုမခံနိုင်တော့အကြီးလို့ပြောတာသိလားတေးကြတယ်အောင်စဘူးလည်းမျက်နှာငဲနေရလောက်ပြီနော်ရှင်တို့လုပ်ရတဲ့အရန်မှားတယ် ODS ဆန်တယ်လို့ပြောမှာပေါ့နော်မှားတယ်လို့ပြော ODS ဆန်တယ်ပြော ODS ဆိုသိလားအောက်တန်းစားပေါ့နော်ပြောလေယူတာတော့မင်းလုံးအောင်ယူကြသူများနာမည်ပြအောင်တိတ်ခါချနေတာတော့ကိုသိကြစကုမီသားစုတွေအားလုံးမင်္ဂလာပါအခုချိန်ကအရေးကြီးလို့ပေါ့နော်ဘာလို့လဲဆိုတော့အခုအညိုတစ်ရုပ်ရှင်ကားယုံတည်နေတဲ့ကာလမှာဖြိုးလို့ကပြောကြတယ်ဦးကျော်စရာတို့လည်းပြောထားတယ်စကုကိုယ်တိုင်နဲ့ပေါ့နော်ဒီအတင်းဆောင်မရှိပဲသူအကောင့်တင်ဆက်ထားတဲ့အတွက်သူတခုလွဲချော်သွားမှစိုးရိမ်နေတဲ့အတွက်ကြောင့်မိသားစုကိုတောင်းဆိုထားရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျတို့တော်တော်များများလဲ speak out လုပ်ပေးထားပါတယ်ဖုန်းတွေထုတ်ပြီးတော့ဇဝင်ခန်းတွေကိုရိုက်ပြီးတော့ရုပ်ရှင်တော့ပြန်လာရင်မတင်ဘူးပြောထားခဲ့တယ်ဆိုပေမဲ့လည်းပေါ့နော်ပြောထားခဲ့တယ်ဆိုပေမဲ့လည်းအခုတအားကိုပြန်နေတယ်တအားကိုပြန်နေတဲ့ဟာဖြစ်တယ်ဘာလို့လဲဆိုတော့စဉ်းစားကြည့်ကွာကိုကစကုမိသားစုတွေမှန်တယ်ကိုကဖုန်းထုတ်ပြီးရိုက်တယ်ကိုကမတင်ဘူးတော့ပေမဲ့ကိုဖုန်းထုတ်ပြီးရိုက်ပြီဆိုကျွန်တော်တို့ကလည်းဖုန်းထုတ်ရိုက်ကြမှာပဲကွာတိလားစကုရုံလေးကိုရောက်လာတဲ့သူတွေအကုန်လုံးကအားပေးချင်လို့ရောက်လာတဲ့သူတွေပါတယ်လို့တက်မှပလိမ့်မှုအတွက်လည်းရုံလေးကိုတက်ကြီးလာတဲ့လူတွေရှိတယ်တချို့ကattention ရှာဖို့အတွက်တက်နေပတ်စံလက်ဆောင်ပြမဆိုတော့ပတ်စံအကုန်ခံပြီးရုံလေးကိုတကူးတစ်ခါလာပြီးပြဿနာလာရှာတာအဲ့လိုလူမျိုးတွေရှိတယ်အဲ့လိုလူမျိုးတွေရှိတဲ့ခါကျတော့ကိုရီးယားအဲ့လိုလူမျိုးတွေရှိတဲ့ခါကျတော့ဖြိုးကတိပါတယ်နားလေပါတယ်ကိုအရှိမစကားကြည့်နေနောက်ကဘသူဘာလုပ်လဲဆိုတာမသိနိုင်ဘူးပေါ့လေသူ့ကိုကိုပဲအကုန်လုံးလိုက်ကြည့်စရာမလိုဘူးပေါ့နော်ကိုပဲဘေးနားလူလေးတွေဘယ်သူဖုန်းထုတ်ရိုက်နေလဲအဲ့အမျိုးလေးဖြိုးကပြန်ပြီးတော့တတိထားစင်ချင်တာပေါ့နော်ဒါဖြိုးကဆရာကြီးလောက်တာမဟုတ်ပါဘူးအခုတော်တော်များပြန့်နေလို့ပြောတာပေါ့နော်တချို့ကပြောကြရင်ဒီမီစဘူးမိသားစုတွေဖန်ဆိုတဲ့လူတွေကိုယ်တိုင်အောင်ဖုန်းထုတ်ရိုက်တာဖုန်းထုတ်ရိုက်တဲ့ခါကျတော့သူ
သူတို့ရပြောငါတို့ကဓာတ်ပုံပဲရိုက်တာဗီဒီယိုရိုက်တာမဟုတ်ဘူးငါတို့ကရိုက်ပဲရိုက်တာတိမ့်ထားတာမတင်မှာမဟုတ်ဘူးဆိုတာမျိုးစကားမျိုးတွေဖြစ်လာတယ်ပေါ့နော်အခုတော်တော်များသိရနော်ပြန့်နေရတချို့လူတွေကြောင့်မသိလို့တင်တယ်ဒါပေမဲ့သူတို့ဖြတ်ခိုင်းလို့ရတယ်တော့ဖြတ်ခိုင်းသူတို့ကနားတယ်တချို့ကြတော့မဟုတ်ဘူးပါသိလားသိရနဲ့လောက်တာသိရနဲ့ဒီ sensitive ဖြစ်မှန်းသိလို့လောက်တာကွာတက်ကြီးကိုယုံထဲကိုသွားပြီးတော့ပွဲချတာဒါမျိုးတွေရှိတယ်အဲ့လိုလူမျိုးကြတော့သူတို့ကိုရီးယားစောင့်ကြည့်ပြီးတားဖို့ကြောင့်ကိုယ်တိုင်ကဖုန်းထုတ်ပြီးမရိုက်ဖို့လို့တာကွာကိုကဖုန်းထုတ်ပြီးရိုက်တယ်ဆိုရင်တခြားသူသွားပြီးတော့နေမရိုက်တယ်လို့ပြောလို့မရဘူးဟုတ်တယ်မလားနေလဲရိုက်တာပဲငါလည်းရိုက်တာပဲဆိုတော့ငါနေလည်းမတင်ဘူးငါလည်းမတင်ဘူးလို့ပြောလို့ရတယ်ကိုကမတင်တာမှန်ပြီတခြားသူကတင်ပါလေလူစိတ်ဆိုတာပြောင်းလဲနေရဟုတ်တယ်မလားအများအားတူညီနေရမဟုတ်ဘူးအဲ့လိုမျိုးခါမျိုးကြောင့်ဖြိုးလို့ရကိုယ်တိုင်လည်းဘလို့ပဲဖြစ်စေချစ်တယ်ပဲဖြစ်စေကွာဒီမှာကြည့်မဝတယ်ပဲဖြစ်စေဟိုအရန်သဘောချတယ်ပဲဖြစ်စေဖုန်းလေးကိုတင်ထားပြီးဖုန်းထုတ်ပြီးမရိုက်ပါနဲ့ကိုရိုက်ပြီးဆိုတာနဲ့တခြားသူတွေကလိုက်ရိုက်ပြီးဘူးဟိုအဲ့လိုကြာရင်ကိုတားလို့မရအောင်တားလို့မရတော့ကွာသူတို့ဘာလုပ်မယ်ဆိုရင်ရွေးချက်ကိုရီးယားမတီးဘူးကိုရီးယားလိုပဲထင်ပြီးရုပ်ရှင်လည်းရောက်လာပြီဆိုရင်ဒါစကူကိုအားပေးလို့လာတယ်ပဲထင်နေမယ်တချို့ကစကူကိုအားပေးဖို့လာတာမဟုတ်ဘူးသူတို့ကဈေးကွက်လာရှာတာတချို့ကပလိန်ဖို့လာကြည့်တာတချို့ကကျတော့ attention လာရှာဒီလိုမျိုးတွေရှိတဲ့အတွက်အခုကလုံးဝတားလို့မရတဲ့အနေအထားတစ်ခုဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်မို့မနေ့ကကြည့်ရတဲ့သူလေးတွေကဒါနမူနာယူရမှာပေါ့နော်ဒီနေ့တကယ်လို့ကြည့်ပြနေဆိုရင်လည်းကျေးဇူးပြုပြီးတော့ကိုယ်တိုင်လည်းဖုန်းထုတ်ပြီးမရိုက်ပါနဲ့ဖုန်းရိုက်ဘေးနားမှာရိုက်တဲ့သူတွေရှိနေတော့ဟာတာပြောသက်ဆိုင်အောင်သိလားအဲ့လိုမျိုးကရုံတင်ရကွာပွဲဥထွက်ကားကြီးမှာတို့မျိုးအညွန့်ချိုးခံလိုက်ရတယ်ဆိုတာအဆင်မပြေဘူးလေဟုတ်တယ်ပါလားပြီးတော့ကြံလေးရဟိုအမကြီးဇလန်းကိုပြန်ပြောပြတဲ့အခါမှာချင်းနဲ့ပြန်ပြောပြပါအဲ့ဇလန်းကိုပြောပြတဲ့ဟာကြီးကိုဗီဒီယိုမြိုက်ထားကြပါနဲ့အမကြီးကိုချီကိုပြီးတောင်းပါပါတယ်နော်ဒီလားကိုပြန်ပြောပြတယ်ကိုရဲ့အမိတ်ဆွေကိုတငယ်ချင်းကိုမိသားစုအဲ့ဇလန်းကိုပြန်ပြောပြတဲ့အခါအဲ့ပြန်ပြောပြတဲ့ဟာဗီဒီယိုရိုက်မထားပါနဲ့အဲ့ဆိုရင်ဇကားကြည့်လို့ပါပဲဒါပဲဘလို့မလုပ်ကြတယ်နော်ချစ်တယ်အဲ့ဒါကြီးတော့ကျမတို့ကစိတ်မဆိုးလို့ပါလေအဲ့လိုလူတွေအဘွားသွားပေးရမှာလားနော်မတင်ပါနဲ့ဆိုတဲ့လူတွေကိုတင်တဲ့လူတွေကိုကျမတို့ကစိတ်ဆိုးမှဆိုပြောကြမလို့ပေါ့သက်ဆိုင်ရာလုပ်လိုက်မယ်ပေါ့ဆိုအဲ့သက်ဆိုင်ရာမြင်တဲ့အချိန်မှာအဲ့ဒီဗီဒီယိုတွေက view တွေထောင်နေတောင်းနေဖြစ်နေပြီအခုမနေ့အထိနော်73ရက်နေမနေ့အထိကိုမက်နေပိတ်ပြီးတော့တင်နေကြတဲ့ဗီဒီယိုတွေရှိတယ်ပေါ့နော်အဲ့တော့သက်ဆိုင်ရာလုပ်လိုက်မယ်ဆိုတော့အဲ့ဒီသက်ဆိုင်ရာတွေမမြင်သွားခင်မှာဗီဒီယိုတွေကပြန့်နေပြီလေအဲ့သူ့လို့ကိုလို့ခွဲနေအောင်ကွာထမင်းချက်တဲ့အလုပ်ကမအေးလို့ဆိုရင်အသမီးတွေကစမ်းစစ်စစ်ဆေးပေးရမယ်ဟုတ်လားစပလုံးကောက်တင်ကောက်ပေးရမယ်သူ့လို့ကိုလို့ခွဲနေကြမလို့ဘူးလေနိုင်သူတွေဝင်ထမ်းတာပေါ့နော်ကျမတို့ကအစိမ်းဆိုးမှဆိုပြောရဲဆိုတာလေမလုတ်ပါနဲ့လို့ပြောထားရတဲ့နဲ့လုတ်တဲ့လူတွေကိုဒေါသထွက်လုံးအားကြီးလို့လေနော်ချောလေးတွေညီမချောလေးတွေဒီလားဒီမနေ့ဆိုလည်းအကောင့်လေးအများကြီးတွေ့ကိုလည်းတယောက်ကတမီးနဲ့မိနစ်ပေါင်းများလာတော့ဒီဇက်ကအရှင်ပေါ့သွားပြီသိလားအဲ့တို့နားမလဲကြတာလားမသိနော်အဲ့တော့ကျမတို့ကိုအဲ့လိုလူတွေကိုစိတ်မဆိုးလို့စိတ်မဆိုးချင်လို့ဆိုကျမတို့အဲ့လိုလူတွေဘာလို့အားမသွားပြပါမယ်မလေးရေးချစ်လိုက်တာခုဗီဒီယိုလေးတင်ပြီးတော့အပန်းနော်အဲ့လိုတော့ပြောမှာလားစိတ်ပြတယ်အခုချိန်ကြီးအဲ့ဗီဒီယိုတွေမဖြတ်သေးကြဘူးတွေ့လို့ကြောင့်လဲလို့အဆုံးထိအားပေးခဲ့ကြတဲ့ပွဲချစ်သူတို့ရဲ့ထင်မြင်ချက်လေးကိုမှန်ခဲ့ပေးခဲ့ကြပါဦး